မင်္ဂလာပါဒီနေ့မှာတော့ကိုစောဆိုတဲ့အကောင့်ကနေပြီးတော့မြင်မြန်ထားတဲ့မိကုံးလေးကိုပြန်လည်ဖြည့်ချသွားမှာဖြစ်ပါတယ်မိကုံးလေးကတော့ဆရာရေးတဲ့လယ်မြေကိုအကွက်ရိုက်ပြီးရောင်းတာဝယ်သင့်လားတဲ့ရောင်းချတဲ့သူကတို့ရအောင်ငွေသွင်းပြီးတော့ရောင်းတယ်လို့ပြောပါတယ်တဲ့မြေပေါ်ကကြာလာတော့ရွာမြေဖြစ်ပြီးတော့ဒီမြေကွက်ကိုဝယ်သင့်မဝယ်သင့်ဆိုပြီးတော့မြင်မြန်ထားတာဖြစ်ပါတယ်ဒီမိကုံးလေးကတော့လယ်မြေတွေကိုအကွက်ရိုက်ပြီးတော့ရောင်းချတဲ့ကိစ္စပဲဖြစ်ပါတယ်ပြီးတော့ဒီလယ်မြေတွေကိုအကွက်ရိုက်ပြီးတော့ရောင်းချတဲ့မြေခွက်တွေဟာတမန်မြေခွက်တွေနဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်ဈေးနှုန်းအများကြီးတက်တာနေတာဈေးနှုန်းအများကြီးချိုတာနေတာကိုတွေ့ရပါတယ်ဒီမြေခွက်တွေဟာပိုင်ဆိုင်မှုအထောက်အထားရဲ့လို့မမေရရပြသနိုင်တာတွေရရှိတာတွေလည်းမတွေ့ရပါဘူးနောက်တစ်ခုကတော့ဒီမြေခွက်တွေဟာတရားငါးရပြီးသားတို့လူတွေထိုင်ခွင့်ကြတော့မှာတို့စီမံချက်ရှိတယ်တို့ရင်းနှီးမြှုပ်နှံတင်တယ်တို့စတဲ့ဆွဲဆောင်မှုတွေနဲ့ပြောဆိုပြီးတော့ရောင်းချနိုင်ရလည်းရှိပါတယ်ဒီမြေခွက်တွေကိုအများဆုံးဝယ်ယူတဲ့လူတွေနေရတော့ဝယ်ရောင်းသမားတွေနှစ်နှစ်သုံးနှစ်ပို့ထားပြီးတော့ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့အဆင့်ဆင့်ပြန်လည်ပြီးတော့ရောင်းချတဲ့သူတွေဒါဒီမြေခွက်တွေကိုဝယ်ယူကြတာများပါတယ်နောက်တစ်ချက်ကတော့ဒီလယ်မြေတွေကိုပိုလီကဒိုးတယောက်ကနေပြီးတော့မြေခွက်ရပြီးတော့မြေခွက်ပုံဆောင်တာတွေလုပ်ပိုင်ခွင့်ရှိမရှိဘူးဒါကိုဥပဒေကြောင်းများပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း2012ခုနှစ်နေရာမြေမျိုးတွေအပိုက်59မှာပြဋ္ဌာန်းထားခြင်းအရဒီလိုကောင်းစီပုံဟုတ်တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့တွေကကျေးလက်ဒေသနဲ့မြို့ပြဒေသဘုံတိုးတက်ရေးအတွက်ပုံဆောင်မဲ့လုပ်ငန်းစီမံချက်တွေအရတိုးတက်လာတဲ့လူတွေနဲ့တိုးဝါလာတဲ့အိမ်တော်စုတွေကိုမြေနေရာချထားဖို့အတွက်နေရာတွေတည်ဆောင်တော့မယ်မြို့ဘက်တွေတိုးချဲ့တော့မယ်ရွာမြေတွေတိုးချဲ့တော့မယ်ဆိုလို့ရှိရင်ဒီလုပ်ငန်းစီမံချက်ကိုကျွမ်းကျင်ပညာရှင်တွေနဲ့စနစ်တကျရေးဆွဲရမှာဖြစ်ပါတယ်ဒီလုပ်ငန်းစီမံချက်ကိုသက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနကိုဒီမိတဲ့ရရှိဖို့တင်ပြမှာဖြစ်လို့မော်ရရမြေစီမံခန့်ခွဲမှုအဖွဲ့ကိုလည်းကြိုတင်ပြီးတော့ပေးပို့ထားမှာဖြစ်ပါတယ်။လိုးလာတဲ့အခါမှာသက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနကနေပြီးတော့အဒီမိရရရှိရဆိုလို့ရှိရင်တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရအဖွဲ့တွေကပဲဒီလေယာဉ်တွေကိုအိမ်ယာပုံဆောင်တာတွေမြို့ဝက်တိုးချဲ့တာတွေရွာမြေတိုးချဲ့တာတွေကိုဆောင်ရွက်ခွင့်ရှိမှာပဲဖြစ်ပါတယ်။ဒီလုပ်ငန်းတွေကိုပုံလေးကလူတစ်ယောက်နေပြီးတော့သုံးပြုခွင့်လုပ်ပိုင်ခွင့်တွေရရှိမှာမဟုတ်ပါဘူး။အဲဒီတော့အချို့အဖြစ်ပြောရမယ်ဆိုလို့ရှိရင်လယ်မြေကိုအကွက်ရိုက်ပြီးတော့ရောင်းချတဲ့မြေကွက်ကိုဝယ်ယူထားတဲ့သူတွေအနေနဲ့ဘာမှမဖြစ်ရင်တော့ဘာမှမဖြစ်သေးပါဘူး။တကယ်လို့ဖြစ်လာတဲ့အချိန်ကျရင်တော့ဥပဒေအကြောင်းအရာတိတိကျကျဆောင်ရွက်လာတဲ့အခါမှာမျက်နှာဆုံးရှုံးရမှာတော့မိမိကိုယ်တိုင်ပဲဖြစ်ပါတယ်။အဲဒီတော့လယ်မြေတွေကိုအကွက်ရိုက်ထားတဲ့မြေကွက်တွေကိုဝယ်ယူသင့်မသင့်ကိုတော့မိမိကိုယ်တိုင်သာစဉ်းစားဆုံးဖြတ်မှာဖြစ်တဲ့ဆိုတဲ့အကြောင်းကိုပြန်လည်ပြီးတော့ဖြေချပေးလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်